ိုက်စာလုံးလုံးငိုနေတဲ့တိဆောက်ပန်တာမသားလေးကိုကြည့်ပြီးဂျက်ကီချန်တယောက်ဘာလို့ရမှန်းမသိဖြစ်နေပါတယ်အမေရင်းမဟုတ်ပေမဲ့တိဆောက်ပန်တာမသားလေးအသက်ရှင်ဖို့အတွက်သူတခုခုတော့လုံးမဖြစ်တော့မယ်လေခေါင်းထဲအကြံတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့အိပ်ပျော်နေတဲ့တိဆောက်ကြက်မကြီးစီကနေနှုတ်ခိုးဖို့ပါပဲအရင်ဆုံးနှုတ်ဆိုးနေတဲ့တိဆောက်ကြက်ပေါက်လေးကိုမရအောင်အဝေးကိုဆွဲထုတ်လိုက်ရပါတယ်တိဆောက်ကြက်ပေါက်လေးကတော့စိတ်တူတူနဲ့ထွက်သွားတာပေါ့အိတ်နေတဲ့စောက်ကြက်မကြီးနိုးလာမှာကိုစိုးရိမ်ရင်းနဲ့ဂျက်ကီချန်တယောက်တို့ကိုအမြန်ညှစ်နေရပါတယ်စောက်ကြက်မကြီးမျက်လုံးပွင့်လာတဲ့အချိန်မှာတော့အားလုံးရင်တုန်သွားကြတာဗျာတော်သေးတာပေါ့ပြန်အိတ်သွားလို့နိုဘူးလေးပြေးခါနီးမှာသူ့အဖော်ကမတော်တဆလေးလေလိုက်ပါတယ်ဒါပေမဲ့တကယ်အနေရကအဲ့ဒါမဟုတ်ဘူးဗျအစောနာကစိတ်တူပြီးထွက်သွားတဲ့စောက်ကလေးကြမ်းပေါက်လေးဟာသူ့ပထွေးစောက်ကြံကြီးကိုသွားတိုင်လိုက်တာပါဟာမလွယ်တော့ဘူးစောက်ပထွေးကြံတီကြီးကဒေါသတကြီးနဲ့သူတို့နောက်ကိုလိုက်ပါတော့တယ်နိုဘူးလေးကိုကင်ပြီးအသက်လူပြေးကြရတဲ့ဂျက်ကီချန်တို့အဖွဲ့လွတ်ပါမလားဗျာနောက်ဆုံးမှာတော့အနေရကြားကနေနိုဘူးလေးကိုရအောင်ယူလာနိုင်ခဲ့ပါတယ်ဗိုက်စာနေတဲ့စောက်လို့တော်တော်ပေးတဲ့စောက်ပန်တာလေးဟာနိုးဝဝလင်းလင်းတောက်ပြီးမှပဲအေးချမ်းချမ်းအိပ်ပျော်သွားပါတော့တယ်